လာခြင်းတော့ပတ်သူပါပတ်သူမှကြတဲ့တော့အဖေးမှာကွာစမိုးလေးဆွဲပေးလိုက်တော့ဘယ်မှာဟာလို့ဆွဲပေးပြီးတော့တော့ရောက်ချဲပါလာပါတော့ဆွဲပြီးတော့ဒီလိုမျိုးဆွဲပေးဆိုရင်တော့တမရီလိုလေးပါမယ်နော်လိုပါပြီဆိုလိုလေးဝီးကနေထွေးပါအဲ့ဒါပါတော့အဲ့ဒါကိုလုပ်ပါမယ်ဘယ်လိုလုပ်ရမလဲတက်မယ်နော်ဖေးတယ်ဘူလုံးသားလိုက်ပါရှင်ဖေးတယ်ဘူလုံးသားတွေပေါ့နော်ရှိရွတ်သားလိုက်ပါအဲ့ဒီလိုမျိုးဖောင်းနေမြတ်သားလိုက်ရမယ်ပေါ့နော်ဖောင်းနေလို့ပဲစမျက်လုံးပြထားအောင်နော်ဒီချောင်းလေးကြည့်တော့လားဟုတ် no just stop but people get really take me a little likeအဲ့ဒါဆိုရင်တော့ဒီလိုလေးရတော့ဆောင်းဒီလေးလေးပဲရှင်းတယ်ငါလည်းပါနာပြနေရောဝါရောလို့ပြီးတော့ဒီအနောက်မှာရပါရဲ့ခဏလေးတော့မေးတော့တားယူခဲ့ပါကိုတိုင်းနဲ့တက်ထားတော့ရပါဒီအနောက်မှာဒီမှာတစ်ခါတော့ဒီမနောက်ပါဘူးနော်ဒီအရှိရဲ့အနောက်ပါကိုအဲ့တော့လောဘာသူအရာလေးပေါ့နော်အရာလေးကိုဖောက်ထုတ်ပေးပါရှင်ဟီဟာဘလို့လဲဟာလုတ်ကြည့်အောင်โอเคရပါပြီဆက်ဖောက်ထုတ်ပြီးဆိုရင်တော့ဒီမှာရတော့ပါအဲ့ရတာလေးဖောက်လိုက်အခန့်ပြီးသွားတာလေးတစ်ခါနဲ့ညှိရပြလိုက်တာဟိုတော့တို့ရချီအကုန်လုံးညှိလိုက်နော်ဆက်ကြလာညောင်းလည်းကိုင်တော့တော့နေပါတော့လူလိုလေးကြိုက်လိုက်တော့ကြိုက်ပြီးဒီခွေထရရင်မျိုးလေးရတော့ဒါလည်းဒီနေ့ဒီမှာဒီအရာခါဒီအရာခါလေးအားဒီခါလေးခေါက်လိုက်ပါတော့ညလုံးတော့ဘတ်ထူရှိလားဘတ်ထူရှိလို့ရှင်တော့ခေါက်လိုက်ပါအဲ့ခေါက်ပါလိုက်ပေါ့ဆက်ခေါက်ပါခဏဒီထိုင်တော့မညောင်းစော့ဘတ်ထူမာလေးပို့ရဒါတော့ခောက်နေပါလေဘတ်ထူကြောင့်ကျမဟိုအစလေးထုံးပြီးပြန်နေမယ်ကိုဖြတ်သွားရတယ်မရဘူး